အိစာတယစိတ်တာချဝိဇ္ဇာမလို့တိုးတက်မိမိုးပြန်မြေရှို့တကောအမျိုးမျိုးကျွယ်တဲ့အိစာတယဝိဇ္ဇတုစေဝိဇ္ဇာအင်းဝိဇ္ဇာဗရာဝိဇ္ဇာမာနဝိဇ္ဇာသမဝိဇ္ဇာအင်းဝိဇ္ဇာဝိဇ္ဇာ8000ဆရာပေါင်းတဲ့ခိုင်းဝဆရာကြီးဥယေမောင်အားဆရာပူဇော်တေးဖြင့်ပူဇော်လိုက်ပါသည်ကာလယေနာသဘူမတလူတဲ့ယောက်ျားပါတာအာကလူတာပါဘိုးတော်ပွင့်ရဲ့ကာလယေနာသဘူမတလူတဲ့ယောက်ျားပါတာအာကလူတာပါကျုံမငယ်ရွာမှာချိုင်လမ်းမြို့ပိုင်မှာကိစ္စတရားမဟိတ်ဒီစေကိုင်းကြီးရဲ့ကိုင်းရုပ်ဆရာကြီးတယောက်ပါဆရာအေးမောင်လို့ခေါ်လေတာဆရာအေးမောင်လို့ခေါ်လေတာပယောလာလေးပြိုင်ဆန်းရှာလို့အာကလူသားယောက်ျားလာနေပါမြိုင်ဟေမာပြိုင်လေတာဆရာမနိုင်နှဆောင်ပြိုင်အိမ်ကြီးကရာမှာရွာသူအောင်လန်းမိတ်ဆာမေခမေမြရှိခဲ့ကြလေတာဆရာအေးမောင်အာနာတော်တိတ်ထီမို့လို့ဦးနေချခဲ့တာဗာမဏိဇာနီဝါအာကလူသားယောက်ျားလာဒီပါဘိုးတော်ဖွင့်ရဲ့သာလာယရနာဆရာအေးမောင်မိစ္ဆာဖေရှင်အမောင်ခွင့်လို့အလေးပြခဲ့တာစံပြနမူနာယူကြပါတဏ္ဍာသူမြမကြရောက်ခမိုင်းမတော်လားဘယောလာသူပြိုင်ဆန်းရှာလို့အာကလူသားယောက်ျားသာနေပါမြို့ပိုင်မှာကိစ္စတရားမဟိတ်စေကိုင်းကြီးရဲ့ကိုင်းရုပ်ဆရာကြီးတယောက်ပါဆရာအေးမောင်လို့ခေါ်လေတာပယောလာတွေပြိုင်ဆန်းရှာလို့အာကလူသားယောက်ျားလာနေပါမြိုင်ဟေမာပြိုင်လေတာဆရာမနိုင်နှဆောင်ပြိုင်အိမ်ကြီးကရာမှာရွာသူအောင်လန်းမိတ်ဆာမေခမေမြရှိခဲ့ကြလေတာဆရာအေးမောင်အာနာ
ဒိဋ္ဌိမို့လို့ဦးနေချခဲ့တာဘာမရိစာနီဝါတဲ့အာကလူသားယောက်ျားလာနေပါဘိုးတော်မွေးရဲ့တာလာယရနာဆရာအေးမောင်ဆရာအေးမောင်မိစ္ဆာဖယ်ရှင်အမောင်ခွင်လို့အလေးပြခဲ့တာစံပြနမူနာယူရပါစံပြနမူနာယူရပါတန်တာသူမြမကြရောက်ခမိမတော်တာပယောတာဝေးပြိုင်ဆန်းချလို့အာကလူသားယောက်ျားလာဒီပါ